ကနေ့ basic ကလပ်ကနေပြီးတော့ပြန်ပြီးကျူဆိုလိုက်တယ်ကျွန်တော်တို့မတင်တာလဲကြာပြီဆိုတော့ဒီကနေ့မှာကျွန်တော်တို့ခော့အလွယ်လေးတွေကနေပြီးတော့မှတချင်းအလွယ်လေးတစ်ပုဒ်ကိုလေ့ကျင့်ကြမယ်ပေါ့နော်ပြီးဟာဘာတွေအကြောင်းကိုလေ့ကျင့်မယ်ပြီးရင်လက်ခတ်တွေအကြောင်းပေါ့နော်အဲ့တော့ဒီနေ့သင်မဲ့လက်ခတ်တွေကဒီကြီးထဲမှာပါတဲ့ဟာတွေကိုလေ့လာမယ်ပေါ့နော်ဒီရဲ့ပါဝင်တဲ့ခေါ်တွေက D ပါမယ် G ပါမယ် A ပါမယ် B minor ပါမယ်အဲ့တော့ကျွန်တော် D ကိုသိတဲ့အတိုင်းပဲကျွန်တော် D ကိုဒီမှာနှစ်ကျိုးရဲ့3ကွက်မှာလက်စကြလေးကိုဖိပြီးတော့3ကျိုးရဲ့2ကွက်မှာလက်ညှိုးလေးကိုဖိပြီးရင်1ကျိုးရဲ့2ကွက်မှာလက်စကြလေးကိုဖိရင် D ရပြီနော်အခုပဲဂီတာအနားမှာရှိရဆိုရင်တွေ့တာနဲ့ဂီတာကိုကင်ပြီးတော့လိုက်ကင်ကြည့်ပါနော် D ပြီး G ကိုကျွန်တော်တို့ကဒီမှာ6ကျိုးရဲ့3ကွက်ကိုလက်စကြလေးနဲ့ဖိပြီးတော့ပြီးရင်1ကျိုးရဲ့3ကွက်ကိုလက်ညှိုးလေးနဲ့ဖိပြီး5ကျိုးရဲ့2ကွက်ကိုကျွန်တော်တို့လက်ကလေးလေးနဲ့လာဖိမယ်လွတ်ကျွတ်ဖိမယ်ခြေတယ်ပေါ့နော်ကျွန်တော်ကဒါပေမဲ့ဒီထက်မှကျတော့လက်လေးချောင်းနဲ့ကင်တယ်G up ပုံစံမျိုးလေးပေါ့နော်လူလေးဖြစ်သွားအောင်အဲ့တော့လက်ကလေးက6ကျိုးရဲ့3ကွက်မှာလက်ကလေးလေးကိုဖိပြီးတော့5ကျိုးရဲ့2ကွက်မှာလက်ညှိုးကိုဖိထားတယ်ပြီးရင်2ကျိုးရဲ့3ကွက်မှာလက်စကြွယ်လေးကိုဖိပြီးရင်1ကျိုးရဲ့3ကွက်မှာလက်ညှိုးလေးကိုဖိပြီးတော့ G ရပုံစံအလွယ်ကိုင်းတဲ့သဘောမျိုးလေးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ D ကနေပြီးတော့ G ကိုပြောင်းတဲ့ခါမှာဒီလိုကြီးခုံမနေခြင်းအဲ့တော့ D ကနေ G အဲ့လိုအလိုက်တင်လေးပြောင်းကြတော့ D G ပြီး A ကတော့တည့်တဲ့အတိုင်းပဲကျွန်တော်တို့2ကွက်မှာရှိတယ်2ကျိုး3ကျိုး4ကျိုးရဲ့2ကွက်ကိုတစ်ပြိုင်နဲ့စုံပြီးတာပြောတယ်ကျွန်တော်ဒါပေမဲ့ဒီမှာလက်ညှိုးသုံးမယ်မရတဲ့လူတွေရအောင်ဖိကြည့်ပါလက်ညှိုးလေးကိုဖိပြီးတစ်ကျိုးနေရာလေးမှာကျွန်တော်တို့ဟာထားနော်အဲ့တော့ထားရမယ် D G A ပြီးကျွန်တော်တို့ B minor ကျွန်တော်တို့ B minor ကအမှန်တကယ်ဒီလိုကန်ရတာဗျာတရားသူက2ကွက်မှာ5ကျိုးအထိကိုလက်ညှိုးလေးနဲ့ဖိပြီးတော့ဒီမှာ4ကျိုးရဲ့4ကွက်ကိုလက်စကြွယ်လေးနဲ့ဖိပြီးတော့3ကျိုးရဲ့4ကွက်ကိုလက်တန်းလေးနဲ့ဖိပြီးတော့2ကျိုးရဲ့3ကွက်ကိုကျွန်တော်တို့ဗာနဲ့ဖိမယ်ဆိုတော့လက်ကလေးလေးနဲ့ဖိလိုက်ရင် B minor ရပြီဒါပေမဲ့ကျွန်တော် beginner ဖြစ်တဲ့အတွက်အလွယ်ကင်မယ်အောက်ဆုံး1ကျိုးလေးကိုပဲ1ကျိုးရဲ့2ကွက်ကိုပဲလက်ညှိုးလေးနဲ့ဖိလိုက်မယ်အဲ့တော့ B minor ရပါပြီเนาะအဲ့တော့ D လည်းသိပြီ G လည်းသိပြီ A လည်းသိပြီ B minor သိပြီဆိုရင်ကျွန်တော်တို့တချင်းပြီးမယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကလက်ကလည်းလွယ်လွယ်လေးပဲကျွန်တော်ပြောနေကြ slow go နဲ့ပဲပုံစံမျိုးလေးပဲတည်မယ်အဲ့တော့ဒီမှာ D ကင်လိုက်ပြီးတော့ကျွန်တော်ဘယ်လိုခတ်မလဲဆိုတော့ထောင်းနံပါတ်1ချက်ကိုထောင်းခတ်မယ်အကုန်လုံးခတ်လိုက်ရတယ်အကုန်လုံးမမိတဲ့ကိစ္စမရှိဘူးမှန်းခတ်လိုက်နော်သူကတော့နံပါတ်1ချက်ကတော့ကျိုးတော်တော်များများကိုထိမိအောင်ခတ်မှာအကုန်လုံးခတ်ရင်ပိုကောင်းတယ်နော်တောင်းနံပါတ်2ချက်ကတော့အောက်3-4ကျိုးလောက်3ကျိုးလောက်ကိုပဲထောင်းလုပ်မယ်4-4 timing ဖြစ်တဲ့အတွက်တစ်ပါးမှာ4ချက်ပြည့်အောင်ခတ်မယ်ကျွန်တော်တို့အဲ့4-4 timing တိုင်းပဲတီးမယ်နော်1 နဲ့2နဲ့ကွာဝေးနည်းနည်းကျဲတယ်ပြီး3ကြရင်ကျွန်တော်တို့က 3NA ဆိုပြီးတော့ကျွန်တော်4ချက်တီးမယ်ဒါပေမဲ့သူ4ချက်ကိုတစ်ချက်ပဲသူကတစ်ချက်ထဲမှာ4ချက်ပြည့်အောင်တီးမှာဖြစ်တဲ့အတွက်သူ့ကိုဘယ်လိုတီးမလဲဆိုတော့အောက်3ကျိုးလောက်ကိုပဲ up down လုပ်မယ် up down နော်အောက်ပိုင်းလေးကိုပဲ up down အဲ့ဒါမှ3ချက်ပဲရှိဦးမှာနော်ခုနပြောတယ်1 2 3 E and A 4ကြရင်အဲ့အောက်3ကျိုးလောက်ကိုပဲထောင်းလုပ်မယ်ရတယ်မဖြစ်အောက်3ကျိုး4ကျိုးမခတ်မိလို့လည်းဘာမှမဖြစ်ဘူးတရားနော်အဲ့တော့ပြန်ခတ်မယ်1 2 3 E and A 4နောက်ပြီးရင်ကျွန်တော်ခေါ်တစ်ခုနဲ့တစ်ခုပြောင်းတဲ့နေရာလေးမှာအစာပလာနေတဲ့ထောင်းအဲ့ဒါလေးလောက်တာကကိစ္စမရှိဘူးအဲ့ဒါထည့်မရဘူးပေါ့နော်ကျွန်တော်တို့ဘာလို့ဆိုတော့ခေါ်တစ်ခုနဲ့ပြောင်းတဲ့နေရာမှာကိုရဲ့ညံရှိတယ်လို့ကိုမျိုးလို့ရတယ်ပေါ့နော်တချို့ကလည်း
လူးလိုက်တယ်ပေါ့နော်အဲ့လိုရှိတယ်အဲ့တော့ကျွန်တော်အမြန်ခတ်မှဆိုရင်1 2 3 E L A 4เนาะရလာပြီ1 2 3 E L A 4အဲ့ဒါရပြီဆိုရင်ခုနကတချင်ကိုလိုက်တီးကြည့်မယ်ကျွန်တော်ဒီတချင်ကတော့ကျွန်တော်ကိုယ်ပိုင်တချင်ဖြစ်တယ်အဲ့တော့ YouTube မှာလည်းရိုက်ရှာလို့ရတယ်ဗောနော် Okay လွယ်လေးပဲတချင်လေးကလွယ်တယ်သူကဒီကိုအပြည့်တီးတယ်ပြီးရင် G နဲ့ A နဲ့ဟာပါဖြစ်တယ်အဲ့တော့ G ကိုနှစ်ချက်ပဲတီးမယ်ခုနကနှစ်ချက်မှာ G ကို1 2ပဲတီးပြီးတော့3 and 4ကိုကျွန်တော် A မှာသွားတီးပဲเนาะအဲ့ခါကျအဲ့ဒါကိုပဲ3ခါတော့ကြော်တယ်ဗောနော်အဲ့တော့အဲ့ဒါလေးတီးပြီဆိုရင်ကျွန်တော်တို့ဒီဥစ္စာ internal back ဆိုတီးလို့ရပြီပေါ့နော်အဲ့မှာလာပြီပေါ့နော်အဲ့ဒီမှာကြာရင်ကျွန်တော်တို့ကခုနပြောတဲ့ intro မှာ G A ကိုကျွန်တော်တို့နှစ်ကြော့တီးတယ်ပေါ့နော်နှစ်ကြော့တီးပြီးရင် bass မှာလည်း the bass မှာကျတော့3ကြော့တီးတယ်ပေါ့နော် DG 3ကြော့တီးတယ်အဲ့ပြီးတဲ့ခါကျရင် pre လာတယ်ပေါ့နော် pre လေးအတိုလေးလာတယ် pre တိုလေးကြာရင်ကျွန်တော်တို့က B minor ကိုရွှေ့သွားတာပေါ့နော် D G A ပြီးတဲ့ခါကျရင် B minor ကိုကျွန်တော်တို့က A ကနေပြီးရွှေ့ခုံရွှေ့မှာပေါ့နော်ကင်တဲ့လူကဒီလိုကင်မကင်တဲ့လူကကျွန်တော်တို့ကအလွယ်ဒီလိုကင်မယ်အဲ့ B minor အပြည့်တီးတယ် G ကိုလည်းအပြည့်တီးတယ် A ကိုအပြည့်တီးတယ်ပြီးရင် D ကိုအပြည့်တီးတယ်ပေါ့နော်အဲ့လိုလာတာ B minor အပြည့် G အပြည့် A အပြည့် D အပြည့်လက်ခက်ကထားပဲပြောင်းစရာမရှိဘူးနော်အဲ့နားထောင်ရမယ်Gimana? Shares bass နဲ့ notes အတူတူပဲတည်းလွယ်လွယ်လေးပဲသချင်းက DG တွေပဲတီးလိုက် DG တွေကိုပဲတီးလိုက်တီးပြီးရင် B minor G A D ကိုပဲရွှေ့လိုက်ရင်အဲ bass နှစ်ခုရပြီကျွန်တော် chorus ရောက်တော့ chorus ကယူရှင်းပါတယ် D ရယ် B minor ရယ် G ရယ် A ရယ်အပြည့်တွေပဲတီးမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ D B minor G A သွားတဲ့ခါကျရင် G ကိုဒီလိုမျိုးကြီးသွားကင်လို့ကျွန်တော်ထောက်နေလိမ့်မယ်သိလား B minor နေပြီးတော့အဲ့လိုကင်ရတာထောက်နေမှာဖြစ်တဲ့အတွက်ကျွန်တော် G ကိုကျွန်တော်ဒီပုံစံလေးတိုင်းပဲခံမယ်ပုံမှန်ကင်နေကြအတိုင်းပဲပေါ့နော်အဲ့ဒါလေးပဲပြောင်းသွားတယ်ကျန်တာကတော့
အဆင်ပြေလွယ်လွယ်လေးပဲပေါ့နော်တချင်းတချင်းလေးကတမ်ပိုလေးနည်းနည်းမြန်နေရပဲရှိရဲတမ်ပိုနှိမ့်ကျင်လဲကျွန်တော်ဒီ YouTube က setting လေးထဲမှာကျွန်တော်တို့ playback speed ကို short လို့ရတယ်ပေါ့နော် playback speed က normal ကနေပြီးတော့နည်းနည်း short ပြီးတော့ကိုယ့်ဘောင် light တီးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတချင်းလေးချင်းတဲ့ခါကျရင်အဲ YouTube ကနေဖွင့်ပြီးတော့ပဲကိုယ့်ဘောင်ကိုအဲ့လိုတီးကြဘယ်တချင်းမဆိုပေါ့နော် YouTube ကနေဖွင့်ပြီးတော့ light တီးပြီးတော့မှတချင်းလည်းလွတ်ရပြီခေါ်လည်းလွတ်ရပြီဆိုတော့မှကိုယ့်အတန်နဲ့ကိုယ်ဆိုရင်တော့ဆိုကြအဲ့လိုပုံစံမျိုးလုပ်ကြပါပေါ့နော်ဘယ်တချင်းမဆိုအဲ့လိုပဲလေ့ကျင့်နော်ရလာလိမ့်မယ်